မင်္ဂလာပါဒီနေ့ခင်ဗျားတို့ကျွန်တော် slot game တွေကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်လိုင်းမော်ကိုလူပြောများနေတဲ့ဒီ slot game တွေဆော့ဘဝတွေပြတ်ကြရတယ်ပေါ့နော်အဲဒီကြောင့်ဒီ YouTuber တွေကလည်းဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ကြတယ်နောက်ပေါ့နော်တချို့စာရေးသားကောင်းတဲ့လူကလည်းစာတွေရေးပြီးတော့တင်ကြတယ်ပေါ့ဘယ်လိုပဲဖြစ်ပါစေပေါ့နော် slot မကောင်းဆိုတော့လည်းအားလုံးသိကြတယ်ဒါပေမဲ့တကယ် slot ကိုကျွမ်းကျင်ထဲဝင်မစောဘူးပဲနဲ့တော့ဒီเจ้าတွေကိုမကောင်းပြောလဲလူတွေရဲ့ရှင်တွေကိုအရင်ရောက်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်မိတယ်ဒါကြောင့်လည်းကျွန်တော်ဒီဗီဒီယိုလေးတွေကိုလုပ်ချင်းဖြစ်ပါတယ်ဗီဒီယိုဆိုတာတဲ့အဓိကတော့ကျွန်တော်ပြောတာပေါ့နော်အဓိကကျွန်တော်ပြောချင်တာကျွန်တော်ကလည်းဆလောအကြောင်းကောင်းကောင်းသိကောင်းကောင်းနားလဲခဲ့တဲ့လူတစ်ယောက်ပေါ့အဲ့လိုပြောလို့ကျွန်တော်ဟိုတော့မဟုတ်ဘူးပေါ့နော်ဆလောဆက်တွေထုတ်တဲ့လူတော့မဟုတ်ဘူးပေါ့ဆလောတွေကျွန်တော်လည်းစော့ခဲ့ဘူးတယ်ယူမိုက်ဒါကြောင့်မလို့ကျွန်တော်တို့လိုဒီလိုမျိုးပေါ့နော်ဆလောတွေယူမိုက်စော့ခဲ့ဘူးတယ်လူတစ်ယောက်ကပြောတာဟာပိုးပြီးတော့ထိရောက်မဲ့လို့ကျွန်တော်ထင်တယ်ပေါ့အဲဒါကြောင့်မလို့လည်းကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်တာပဲဖြစ်ပါတယ်ပေါ့နော်တကယ်တော့ကျွန်တော်ဒီအကြောင်းလေးကိုတိတ်မပြောချင်ဘူးပေါ့ဒီဆလောအကြောင်းလေးကိုပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒီတော့ဒီဆလောတွေကိုလွန်ခဲ့တော့နှစ်20ကျော်လောက်တည်းကျွန်တော်စားပြီးတော့စောဘူးရလို့ပြောရင်ခင်ဗျားတို့ယုံပါလားယုံတဲ့လူကတော့ယုံလိမ့်မယ်ပေါ့ဗျာတချို့ခုခေတ်ကလေးတွေကတော့ယုံချင်မှလည်းယုံမယ်ပေါ့ဟုတ်ပါတယ်လွန်ခဲ့တဲ့20ကျော်လဲကျွန်တော်တို့ဒီဆလောတွေကိုစောလာတာကျွန်တော်တို့ခေတ်တုန်းကတော့ဒါဖုန်းတွေမရှိသေးတဲ့ခေတ်ဆိုတော့ဟိုဒီဗီဂိမ်းတိုင်းမှာဂိမ်းသွားနေသလိုပေါ့ဗျာဟိုပါပေါ့ဆလောဆိုင်နေရှိတယ်ကလေးကစားကွင်းလို့အမိတက်ပေးပြီးတော့အမှလူကြီးတွေစောကြတဲ့ဆလောဂိမ်းပေါ့ဗျာကျွန်တော်တို့ခေတ်တုန်းကတော့အကျွေးစည်းဂိမ်းလို့ခေါ်တယ်ဘာလို့အကျွေးစည်းဂိမ်းလို့ခေါ်တယ်ဆိုတော့အကျွေးစည်းလေးတွေထည့်ပြီးတော့စောရတာငွေနဲ့အကျွေးစည်းနဲ့လဲရတာပေါ့နော်မန်နီနဲ့စောလဲမန်နီဂိမ်းဆိုပြီးတော့လဲခေါ်ကြတယ်ပေါ့ရန်ကုန်မြို့မှာဒီလိုဆိုင်နေတော့အများကြီးဒါရန်ကုန်မြို့လေကောင်မဟုတ်အများကြီးပဲကလေးကစားကွင်းအမေခံပြီးတော့လှုပ်ထားတဲ့ဆိုင်တွေမှာအများကြီးတရားတွေစောပြီးတော့ဘောပြောသွားတဲ့လူတွေဆိုတာအများကြီးပဲဟုတ်ကဲ့အဲ့ဒီတော့ဒီဆလော့ဂိမ်းကြောင်းပြန်ပြောမှဆိုရင်ဗျာသဘောတရားတွေကဘယ်ခေတ်ပဲရောက်စေကျွန်တော်တို့စော့ခဲ့တုန်းကအကျွေးစည်းဂိမ်းခေတ်မှာပဲဖြစ်ဖြစ်အခုအင်တာနက်ခေတ်ကိုဖုန်းနဲ့ကိုစော့တဲ့ခေတ်မှာဖြစ်ဖြစ်အားလုံးသဘောတရားအတူတူပဲကျွန်တော်နည်းနည်းခွဲခြမ်းပြီးတော့ပြောရမယ်ဆိုရင်တော့ဗျာ3မျိုး4မျိုးလောက်တော့ရှိမှာပေါ့ဆလော့ဂိမ်းဆိုတာကနံပါတ်1ငါးပစ်တဲ့ဂိမ်းသူကပေါ့နော်အားလုံးသိပါတယ်ဒီကိုယ့်ရဲ့ရာမကလေးတွေတိုးလာအောင်ပစ်တာပေါ့နော်ခြေစံနဲ့လိုက်ပစ်တဲ့ပစ်ရှင်ရှောက်ပစ်သေချင်တဲ့ကောင်ကသေရင် point တွေတိုးလာတယ်ပေါ့အဲ့တဘောပဲဒါငါပစ်ဂိမ်းနော်အဲ့ဂိမ်းကိုလည်းဆွဲလိုက်နေဘောပြတ်တဲ့ကောင်တွေရှိတယ်ပေါ့ဒါငါပစ်ဂိမ်းပေါ့နော်နောက်တစ်ခုကျတော့ကိုယ်တိုင်ထိုးသားလောက်ရတဲ့ဂိမ်းကိုယ်ကငါပစ်တာကျတော့ကိုကနော်ကျိုးခြေစံနဲ့လိုက်ပစ်တာဂိမ်းစော်သလိုပေါ့ဗျာခုနောက်တစ်ခုကျတော့ကိုကထိုးသားလောက်ရတဲ့ကိဆိုလိုတာကိုကထိုးရတာပေါ့ဗျာဟိုမှာပေါ့ဖဲဆက်စပယ်ရထောင်းညင်းအမှလေးခုတစ်ခုကြတယ်အမှကိုကဘာကိုထိုးမှလဲထောင်းထိုးမှလားဟိုက်ကိုထိုးမှလားတစ်ခုထိုးရင်ဘယ်နှစအဲ့လိုမျိုးပေါ့နောက်ပြီးတော့အကောင့်တွေပေါ့ဗျာအကောင့်တွေပြေးတယ်ပေါ့ကားတွေပြိုင်တယ်ပေါ့သဘောတရားအတူတူပဲ10ခုမှတစ်ခုကြမယ်12ခုမှတစ်ခုကြမယ်4ခုမှတစ်ခုကြမယ်6ခုမှတစ်ခုကြမယ်ပေါ့6កောင်ချင်းဆိုလဲ6ခုမှတစ်ခုကြမယ်အဲ့ဒါကိုနိုင်အောင်လိုက်ထိုးရတာသူပေးတဲ့အစားနဲ့ပေါ့နော်အဲ့ဒါမှဘောနဲ့ကြလို့ရှိရင်တစ်ခုပဲကြရမယ်ဟာကို3ခုကြပေးတယ်5ခုကြပေးတယ်အကောင်ဆုံးပွင့်ပေးတယ်အဲ့သဘောတွေပေါ့နော်လူတွေဟိုစော်နေနဲ့ဆွဲလန်းလာအောင်ပေါ့ပြောလာအောင်ပေါ့နည်းနည်းလူစိတ်ကိုဆွဲလန်းအောင်လုပ်တဲ့သဘောပေါ့နော်အဓိကပြောချင်တာသူကထိုးတဲ့ဂိမ်းအပြစ်တဲ့ဂိမ်းကလိုက်ပစ်တဲ့ဂိမ်းခုနောက်တစ်မျိုးကြတော့ကိုကထိုးသားအဖြစ်ထိုးရတဲ့ဂိမ်းအဲ့ထဲမှာလုံးဝအဆိုးဆုံးကကြတော့အခုလာပြီဆလောလှဲတဲ့ဂိမ်းကိုပြောနေတဲ့ကျွဲဖန်တယ်လို့ဘာလို့ပေါ့ဗျာဆလောဂိမ်းကကြတော့အဆိုးဆုံးဘလို့အဆိုးဆုံးလဲဆိုတော့သူကဟိုမှာပေါ့ဟို100နဲ့စလှဲတယ်ပေါ့100နဲ့ပြီး200နဲ့လှဲမယ်300နဲ့လှဲမယ်1000နဲ့လှဲမယ်9000နဲ့လှဲမယ်1000နဲ့လှဲမယ်ပေါ့နော်လက်စားကြီးတယ်လို့သူကလုံးလေးတစ်ချက်နှိပ်တယ်ပင်နေကြလာတယ်အဲ့မှာသူက5လုံးတိုင်းဘလို့3လုံးတိုင်းဘလို့အဲ့မှာဘောနဲ့ထွက်လာရင် free
10ချိန်ရပြီဘလို့အဲ့လိုမျိုးနဲ့လုပ်တယ်အဲ့ဒီကောင်းကအဆိုးဆုံးပဲသူကဘာလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျာခလုတ်ကလေးကိုနှိပ်တယ်သူတန်းရင်ခင်ဗျားပတ်သက်ရမယ်သူပြောတဲ့စီကံအတိုင်းပေါ့နော်အတန်းလေးဖြစ်သွားရင်ပတ်သက်ရမယ်မတန်းရင်ပတ်သက်မရဘူးအဲ့ဒါကိုကလဲနှိပ်နေတာသူတန်းမှာကိုကရမှာလေယူမိုင်းမှကြီးဗျာကိုကဘာမှလုပ်လို့မရဘူးတဲ့မဟုတ်လားအဲ့ဒါယူကိုကနှိပ်တယ်ရုပ်ကိုရောမလားနဲ့အဲ့ဒါအဆိုးဆုံးပဲခုနခေါ်ချင်စိတ်ပြလိုက်တဲ့အထက်မှာနောက်ပြောဒီကငါပြစ်ခဲ့ကိုကဟိုထိုးတဲ့ဂိမ်းပေါ့နော်ကိုဒီဆလောဂိမ်းကြတော့ကိုကထိုးလို့လည်းမရဘူးဘာမှလုပ်လို့မရကိုလို့ရဆိုလို့100ပြီးရင်200နဲ့လှည့်မယ်200နဲ့မရောရင်900နဲ့လှည့်မယ်1000လောက်နဲ့လှည့်လိုက်တဲ့အချိန်မှာစားများမိသွားရင်တော့ကိုနိုင်မယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဒါပဲလုပ်လို့ရတယ်အစအုပ်ပဲကစားလို့ရတယ်ဘာမှလုပ်လို့မရသူကြတာကြီးပဲကိုကထိုင်ကြည့်နေရတာအဲ့ဒီဂိမ်းကတော့အဆိုးဆုံးပဲလူဘဝပြက်စေတာလဲအဲ့ဒီဂိမ်းပဲဟုတ်ကဲ့ဒီဂိမ်းတွေကအပြင်းပြေစော့တဲ့နေရာနေပြီးတော့ဆွဲလန်းတဲ့အဆင့်ကိုရောက်တယ်ပေါ့နော်နောက်ပြီးတော့ဟိုအပျော်တမ်းစော့ကြည့်တယ်နောက်တော့ဆွဲလန်းသွားတယ်ပေါ့အဲ့လိုမျိုးတွေကနေပြီးတော့စားကြတာပဲများတယ်ပေါ့နော်နောက်တော့မစော့မနေနိုင်နေဖြစ်လာတယ်ပေါ့အဲ့တော့ကျွန်တော်ဒီလိုတွေဘာကြောင့်ဖြစ်သွားတာလဲပေါ့ကျွန်တော်ကိုယ်တိုင်နဲ့ဒီဂိမ်းတွေကနေပြီးကျွန်တော်ရုံးထွက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကိုကပြန်ပြီးတော့တုံးတက်ရမှာပေါ့နော်ဘယ်သူမှတော့ကိုယ့်ပတ်ဆက်ကိုလိုလဲကိုသူများအောင်မပေးခြင်းဘူးဗျာသိတယ်မဟုတ်လားကိုကဘောလုံးပွဲလောင်းတာမှာဗျာနှစ်ခုမှတစ်ခုဟိုယူမိုင်းလိုက်ထိုးနေကိုလည်းပြန်ရနိုင်တယ်ဒီဆလောဆောတာကိုသူပြန်ပေးမှရတော့မှာလေကိုငွေဝင်သွားပြီဆိုလို့ချင်းသူပြန်ပေးမှပဲရတော့မှာအဲ့ဒါယူကိုကယူမိုင်းလိုက်ထည့်ပြီးတော့စော်ရင်ဘဝပြတ်သွားတဲ့လူတွေဟာဘယ်လောက်ယူမိုက်တယ်ဆိုတာခင်ဗျားတို့စဉ်းစားတာကြည့်တော့ဗျာအဲ့တော့ဒီဆလောဆောလို့ရှိရင်မနိုင်နိုင်ဘူးလားဆိုတော့နိုင်တယ်โอเคဘယ်လိုနိုင်မှာလဲခင်ဗျား1000ထဲဆိုရင်1000နိုင်တယ်9000ထဲဆိုရင်9000နိုင်တယ်10သိန်းထဲဆို10သိန်းနိုင်တယ်အေးအပြန်အလှန်အားဖြင့်ခင်ဗျား1000ထဲဆိုရင်1000ရှုံးနိုင်တယ်9000ထဲဆိုရင်9000ရှုံးနိုင်တယ်10သိန်းထဲဆိုရင်10သိန်းရှုံးနိုင်တယ်နိုင်သွားတဲ့ချိန်မှာတော့ခင်ဗျားအနေနဲ့မသိတာပဲမဲ့ရှုံးလဲသွားဆိုကြပါတော့ခင်ဗျား10သိန်းထဲဆိုရင်10သိန်းရှုံးသွားဟာငါဒီနေ့တော့ငါ10သိန်းရှုံးသွားငါအရင်ပြန်ရအောင်တော့ငါထဲတော့ဆိုပြီးတော့ငွေထက်တယ်လိုက်တယ်မီတော့သူပေးမှပဲဖြစ်တော့မှာထက်ဆောတယ်အဲ့မှာ10သိန်းကနေ2သိန်း2သိန်းကနေ4သိန်း4သိန်းကနေ8သိန်းလိုက်လေဝေးလေပဲနော်မျိုးကြီးတချင်လို့ပဲနော်လိုက်မေးလေဝေးလေပဲဖြစ်သွားမယ်နော်မျိုးကြီးလားငဲလာတော့မသိတော့ဘူးဗျအေးအဲ့လိုပဲနော်သူကနိုင်နေဆိုရင်ကျွန်တော်ပြောလို့ပေါ့နိုင်တယ်โอเคတသိန်းထဲတော့တသိန်းနိုင်တယ်ထုတ်လိုက်တယ်တုံးစားပဲတဲ့တောက်စားရင်လည်းတောက်စားပဲတဲ့ပေါ့ဗျာပြဿနာမရှိဘူးအနိုင်ဘူးရှုံးလဲသွားတော့ထက်တယ်ဆိုတယ်ခင်ဗျတသိန်းရှုံးရင်တသိန်းနဲ့ဗျာဖြတ်နိုင်တယ်ဟောခက်ရှားကိုမှလုံးဝငွေမရှိရင်ဒါပဲကိုမှဆွဲလို့ရတဲ့အကောင့်ထဲမှာငွေရှိနေတယ်ဆိုရင်ကိုစိတ်ကမနိုင်ဘူးလေငါငွေလေးပြန်ရအောင်မလားဆိုတဲ့စိတ်နဲ့ထက်တယ်အမှထဲလေးအရင်ပြန်ရဖို့ဝေးလေးထဲလေးအရင်ပြန်ရဖို့ဝေးလေးပြောရင်သူ့မှာလိုက်ပင်ဆိုတာမရှိဘူးဗျာကျွန်တော်လောင်းကစားလောကမှာလိုက်ပင်ဆိုတာရှိတယ်ဖဲသမားစကားနဲ့ပြောရင်တော့သုံးပင်တစ်ပင်ပေါ့ဗျာတိုင်ကြိတ်ဝိုက်သုံးလက်ဒီလဲတော့ငါလည်းပေးမှာပဲပေါ့ဘောလုံးပွဲမှာဆိုလဲဟိုမှာပေါ့မန်ယူဆိုကြပါဆိုဗျာမန်ယူ3ပွဲရှိပြီကြေးကြတယ်ဒီပွဲတော့ကန်လိုက်မယ်ကွာပေါ့နော်ဟုတ်တယ်မလားဒီပွဲမကန်လည်းနှုတ်ဖို့လို့ဗျာဒီဆလော့တွေဒီဂိမ်းတွေမှာအဲ့လိုလိုက်ပင်မရှိဘူးခင်ဗျာငွေဝင်သွားပြီဆိုရင်သူပြန်ယုံမှာပဲခင်ဗျာရတော့မှာဘာလို့ကိုဘက်ကိုစားပဲတင်းဒါတော့မှဗျာတချို့ဂိမ်းတွေဆိုရင်နော်စားတွေကိုချုပ်ထားတဲ့ဂိမ်းတွေရှိသေးတယ်ဥမာဆိုကြပါစို့ကိုကစားတိုးပြီးတော့ထိုးလို့မရတဲ့ဂိမ်းတွေရှိသေးတယ်စားတိုးထိုးလို့ရတဲ့ဂိမ်းတွေဆိုလဲသူပေးမှာပဲရမှာဖြစ်တဲ့အတွက်ကိုငွေဝင်သွားရင်ရဖို့ဆိုတာဘလုံးမလွယ်ကူတော့ဘူးဒါကြီးပြောရင်တော့ဗျာထိန်းချုပ်ထားတာဗျာသိတယ်မဟုတ်လားကိုနောက်ဆုံးဘောလုံးကန်တာမှာကိုမြက်တီရှင်းမှာတကယ်ကမ်းပြနေတာဒီဆက်ကလေးကထိန်းချုပ်ထားတာကြီးကိုကငွေအများကြီးဝင်သွားတဲ့ချိန်မှာအရင်ပြန်ရမယ်ဆိုတော့စိတ်နဲ့လိုက်လို့ကတော့ဘလုံးမှမရဘူးအဲ့ဒါတော့ကျိန်းနေတယ်ကျွန်တော်တို့အပါဝင်ကျွန်တော်အပေါ်လာတဲ့အပေါင်းအသင်းအများများစွာနောက်အပေါ်လာတွေဆိုတာဒီအဲ့ဒီဆိုင်တွေမှာကျွန်တော်ကျင်လဲခဲ့တော့ဘောနော်လာဆော့တဲ့သူတွေပေါ့ကြတော့ခင်သွားတာပေါ့ဗျာအကုန်လုံးဆော့လို့ဘဝပြတ်တဲ့သူကြီးပဲဘီကနာလက်ရှိမဲ့ပေါ့ကိုကေဆိုရင်တော့ new user ပေါ့ဗျာ user အသစ်မို့လို့
lucky ရှိမယ်အဲ့ဒါလောက်ပဲပြောရင်တော့အစားပိုင်းတွေပေးမယ်ပေါ့ဗျာဒါပဲပြီးသွားရင်တော့ခင်ဗျာဘလို့ဆိုတော့မနိုင်ဘူးဗျာခင်ဗျာသိန်းတစ်ထောင်ထည့်ဆိုလည်းမနိုင်ဘူးခင်ဗျာအဲ့ဒါကျင်းသေးတယ်ဒါကြောင့်မို့လဲကျွန်တော်ဗီဒီယိုရဲ့အစားမှာကျွန်တော်ကိုယ့်ကိုဆလော့ဘရင်လို့ခေါင်းစဉ်တက်ခဲ့တာပေါ့နော်ဒီကြောင့်လေးကောင်းကောင်းသိလို့ဒါကြောင့်မစောကြပါနဲ့မနေနိုင်လို့လောင်းကစားသမားမို့လို့မနေနိုင်လို့လောင်းကစားလုပ်ချင်တယ်ဆိုရင်တခြားလောင်းကစားတွေကိုအားပေးတော့မဟုတ်ဘူးဗျာတခြားလောင်းကစားတာခင်ဗျားတို့လုပ်ချင်လုပ်ပါတခြားလောင်းကစားကသူ့လက်ကိုယ်လည်းတော့ရှိလာနိုင်သေးတယ်ယူမိုင်းမိုင်းဆော်လို့ကိုယ်လည်းပြန်ဝင်လာတာလည်းဖြစ်လာနိုင်သေးတယ်ဒီဆလောကတော့ကိုယ်လှည့်ဆိုတာလုံးဝမရှိပါဘူးငွေဝင်းသွားတာနဲ့ကုန်ပြီးသားမှတ်တော့ခင်ဗျားငွေဘယ်လောက်လိုက်လိုက်ရှုံးမှာပါပဲကလေးတွေခိန်ကစားသလိုဆွဲလန်းတွေကဆိုရင်လည်းအမြန်အိုက်တီစိတ်ကိုထိန်းချုပ်လိုက်ပါဒါအကောင်းဆုံးအကြံပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ဆလောတွေကိုလူမသိသူမသိကြိတ်ရှုံနေတဲ့ဘဝကနေပြီးတော့အမြန်ဆုံးရုံထွက်လိုက်ပါမိတ်ဆွေ